online ကနေငွေတွေအများကြီးရှာသွားနိုင်ခဲ့တဲ့နနာလိုင်ရဲ့သမီးလေးမင်းသမီးနနာလိုင်တို့ဇနီးမောင်နှံဟာသူတို့ရဲ့သမီးလေးဗကြီးပညာနဲ့ online ကနေနိုင်ငံခြားကသူတွေနဲ့ဆက်သွယ်ကဒေါ်လာတွေရှာနိုင်ခဲ့တာကိုမသိခဲ့ကြပါဘူးမင်းသမီးနနာလိုင်ရဲ့သမီးလေးစေဝရီလိုင်အခုလိုငယ်ငယ်ရွယ်လေးနဲ့ဗကြီးပညာနဲ့ဝင်ငွေတွေရှာနိုင်နေပြီဖြစ်တဲ့အကြောင်းကိုမင်းသမီးနနာလိုင်ရဲ့ခင်မုန်းဖြစ်သူဦးစီတီဟာကအခုလိုပြပြလာခဲ့တာပဲဖြစ်ပါတယ်သမီးလေးကပုံတပုံကိုဆွဲကနေနဲ့အနည်းဆုံးဒေါ်လာ90ကနေစာယူကြောင်းဘဏ်ကောက်ဖွင့်ပေးရသေးတာဖြစ်လို့နောက်ရက်ကျရင်ဘဏ်ကောက်ဖွင့်ပေးဖို့စီစဉ်ထားကြောင်းနဲ့ပုံနေအများကြီးဆွဲကအွန်လိုင်းကရောင်းချပေးနေပြီဖြစ်ပြီးrobot game ပိုင်နဲ့လက်ရှိမှာငွေတွေလက်ခံထားကြောင်းပြောပြလာပါပြီ။သမီးဖြစ်သူရေးဆွဲထားတဲ့ပြောင်ပြောင်လာတဲ့ပုံတွေကိုချပြလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့အရွှေနဲ့မလိုက်အောင်တော်လုံးလာတဲ့မင်းသမီးနန္ဒာလိုင်ရဲ့သမီးလေးတွေများစွာဂုဏ်ယူပေးခဲ့ကြပြီးတော့မျိုးစိမှန်တော့အပင်တန်တဲ့ကလေးမလေးဖြစ်လာကြတာတော်လိုက်တာစီးပွားရေးလုပ်ငန်းရှင်မျိုးရိုးကစမ်းသပ်လာတဲ့ကလေးလို့မပြောရဘူး။စီးပွားရေးလက်မြင့်ချက်ကလုံးဝဖေးတူလို့ဆိုကဝင်ရောက်ချီကျူးပြောဆိုခဲ့ကြတာပါ။ပရိသတ်ကြီးတို့ရောစေကျော်သက်ရွှေလေးနဲ့ website မှာပုံနေဆွဲကဒေါ်လာရင်းရှာဖွေနိုင်ပြီဖြစ်တဲ့သမီးလေးဇီဝတီလိုင်ရဲ့အရေးချင်းတွေကိုချီကျူးမိကြရလားဆိုတာကွန်မန့်မှာပြောသွားပေးခဲ့ပါဦးရှင်